ကျူးဘားနဲ့ အမေရိကန်ပြည်ထောင်စုကို 10 ရက် သမိုင်းဝင်ခရီးစဉ်အဖြစ် စနေနေ့မှာ စတင်လိုက်တဲ့ ပုပ်ရဟန်းမင်းကြီး Francis က ကျူးဘားနိုင်ငံ Havana မြို့တော်ကို ရောက်ရှိသွားပြီး အချိန်အတော်ကြာ ခပ်တန်းတန်းဖြစ်နေခဲ့တဲ့ အိမ်နီးချင်း နှစ်နိုင်ငံကြား ပြန်လည်သင့်မြတ်မှုဟာ တကမ္ဘာလုံးမှာ ပြန်လည်သင့်မြတ်ရေး နမူနာတခုဖြစ်သလို မျှော်လင့်ချက်တွေ ပြည့်ဝလာစေတယ်လို့ ချီးမွမ်းစကားပြောကြားခဲ့ပါတယ်။ ဗာတီကန်ကျောင်းတော်က အဓိကအခန်းကဏ္ဍကနေ ပါဝင်စေ့စပ်ပေးခဲ့ရာက ရရှိလာတဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကိုလည်း နွေးထွေးအောင် ဆောင်ရွက်ကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းခဲ့ပြီး တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုရဲ့ အောင်မြင်မှုလက္ခဏာတရပ် ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ကျူးဘားသမ္မတ Raul Castro ကိုယ်တိုင် လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့ပြီး ကျူးဘားနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေမှာ ဘာသာရေးလွတ်လပ်မှုဟာ အရေးကြီးတယ်ဆိုတာကို ကြိုဆိုပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကျူးဘားသမ္မတ Raul Castro နဲ့ သီးခြားတွေ့ဆုံမှုမတိုင်ခင် Havana မြို့ရဲ့ တော်လှန်ရေးရင်ပြင်မှာ လူထုကို တရားဟောကြားမှာ ဖြစ်ပါတယ်။ ကျူးဘားနိုင်ငံမှာ ဘာသာရေးကိုးကွယ်မှုကို တရားဝင်လက်ခံမထားပေမဲ့လည်း ရိုမန်ကက်သလစ်ဘုရားကျောင်းကို ပြန်လာမယ်လို့ ဒီနှစ်အစောပိုင်းမှာပဲ ကတိပေးထားခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးကို ကျူးဘားသမ္မတက လေးစားကြည်ညိုနေတာပါ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ကို ခရီးမဆက်မီ ၃ ရက်ကြာ ကျူးဘားနိုင်ငံခရီးစဉ်အတွင်း Holguin နဲ့ Santiago မြို့တွေကိုလည်း ပုပ်ရဟန်းမင်းကြီး သွားရောက်ပြီး တရားဟောကြားဖို့ရှိသလို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။